ဒီဇလန်လေးကဟွမ်ယွမ်လို့ခေါ်တဲ့ဆင်းရဲနွမ်းပါးပြီးရုန်းကန်နေရတဲ့လူငယ်လေးတစ်ယောက်ကနေစတင်ထားပါတယ်။သူကအိမ်လခတောင်မပေးနိုင်တဲ့အမှုပညာရှင်တစ်ယောက်ပါ။သူ့ပကြီးကားတွေကနေဝင်ငွေအနှဲငယ်ရပေမဲ့မလောက်မမပါပဲ။တနေ့မှာတော့သူကလမ်းဘေးမှာထိုင်ပြီးလှပတဲ့မိန်းကလေးတစ်ယောက်ရဲ့ပုံတူကိုဆွဲပေးနေပါတယ်။ပကြီးကားချက်ကိုမြင်တော့အဲ့ဒီမိန်းကလေးကအယမ်းသဘောကျသွားတာပေါ့။ဒါပေမဲ့နောက်ထပ်ပကြီးတကားစတော့မဲ့အချိန်မှာပဲဇိမ်ခံကားတစ်စီးဆက်ရောက်လာပါတယ်။အဲ့ဒီကားထဲမှာကရွာမှာအချမ်းသာဆုံးတထေးကြီးနဲ့အတူဟွမ်ရဲ့ရီးစားဟောင်းပါလာတာကိုဟွမ်တယောက်အံ့ဩတုန်လှုပ်စွာမြင်လိုက်ရပါတယ်။အဲ့ဒီသူထေးကဟွမ်ကိုရီးစားဟောင်းရှိမှတမင်နှိမ်ချပြီးတော့ဒါမင်းတစ်နေ့လုံးစာရှာနိုင်တဲ့ဝင်ငွေထက်ပိုပါလိမ့်မယ်လို့ပြောပြီးပတ်စံတွေကိုပတ်ထုတ်ကာလှောင်ပြောင်သွားခဲ့ပါတယ်။အရှက်ရသွားတဲ့ဟွမ်ဟာအဝတ်စားတောင်မလုံမလဲနဲ့သူ့ရဲ့ဟောင်းနှွမ်းနေတဲ့ကားဆုပ်လေးစီကိုသွားပါတယ်။အဲ့ဒီကားကမောင်းနေတာလားသူ့နောက်ကတရွတ်တိုက်ပါလာတာလားတော့မသေးခွဲပါဘူး။ဟွမ်ဟာအမှုပညာရှင်တွေပကြီးပြခန်းတွေနဲ့ပြည့်နှက်နေတဲ့သူ့ရဲ့ရွာလေးစီပြန်လာခဲ့ပါတယ်။အိမ်ပြန်လမ်းမှာအိမ်လခတ်တောင်းနေတဲ့အိမ်ရှင်နဲ့တိုးတာပေါ့။စိတ်တူသွားတဲ့ဟွမ်ကပတ်စံတွေကိုအိမ်ရှင်မျက်နှာကိုပြစ်ပေါက်လိုက်ပါတယ်။ဒါပေမဲ့အိမ်ရှင်ကဒါကပြီးခဲ့တဲ့လအတွက်ပဲရှိသေးတယ်ဒီလအတွက်ကြံသေးတယ်လို့ပြောတော့ဟွမ်ကနောက်မှပေးမယ်လို့ခက်အေးပဲပြန်ပြောလိုက်ပါတယ်။အဲ့ဒါနဲ့အိမ်ရှင်ကဒေါသထွက်ပြီးသူ့ကိုရေတန့်ဘူးနဲ့ပြစ်ပေါက်လိုက်ပါတော့တယ်။ပုံမှန်ဆိုရင်တော့ပြန်ပေါက်မှာပေါ့ဒါပေမဲ့ကျွန်တော်တို့ရဲ့စိတ်ကောင်းရှိတဲ့ဟွမ်ကတော့အဲ့ဒီဘူးခုံကိုကောက်ယူပြီးသူ့ရဲ့ဘူးခုံစုဆောင်းတဲ့အိတ်ထဲထည့်လိုက်ပါတယ်။သူကလက်ကုံတိုင်းဘူးခုံတွေတန်ဘူးတွေကိုစုပြီးရောင်းလေးရှိတာပါ။အိမ်ရှင်ကတော့ဒါကိုကြည့်ပြီးဒါကဆင်းရဲသားတွေရဲ့အတွေးခေါ်ပဲလို့နှာခေါင်းရှုံလောင်ပြောင်းသွားပါတယ်။တကယ်တော့ဒီလိုအလုပ်လုပ်တဲ့သူတွေကိုလေးစားရမှာပါနော်။အဲ့ဒီနောက်ဟွမ်ကသူတနေ့မှာပကြီးပြခြင်းနဲ့စိတ်ကူးရင်ပြခန်းလေးစီသွားပါတယ်။သူကပြခန်းပိုင်ရှင်ကိုသူ့ပကြီးကားကိုစပွန်ဆာပေးဖို့နေ့တိုင်းတောင်းဆိုနေကြပါ။ပတ်စံလေးနည်းနည်းပါးပါးထိုးပေးပေမဲ့ပိုင်ရှင်ကဒီပတ်စံကနယံဘော်ကတစတုရမ်းမီတာစာတောင်မရဘူးလို့ပြောပြီးလှောင်လိုက်ပါတယ်။ဟွမ်ကနောက်ကနေလိုက်ကပ်ပြီးတောင်းပန်နေပေမဲ့ပိုင်ရှင်ကမင်းရဲ့အမှုပညာတွေကအမိုက်တွေပဲလို့အပြတ်ပြောချင်လိုက်ပါတယ်။ဟွမ်ကကျွန်တော်လက်ရာတွေတိုးတက်လာပါပြီကျွန်တော်ရီစားတီယန်ထင်းတောင်သဘောကျတယ်လို့ခုခံပြောဆိုပါတယ်။ဒါပေမဲ့တီယန်ကမျက်စိမမြင်ရတဲ့သူဖြစ်နေတာကြောင့်ပြခန်းပိုင်ရှင်ကမျက်မမြင်ရီစားရဲ့အမြင်ကိုအားကိုးနေတာလားမင်းတော့ယူသွားပြီလို့ပြောပြီးအာလူးပုံဆွဲထားတဲ့တခြားပကြီးကားတကားကိုပြကာဒါမှအမှုပညာကြည့်လိုက်တာနဲ့ဗိုက်စာလာတယ်လို့ခနဲ့လိုက်ပါတယ်။တီယန်ဟာမျက်စိမမြင်ရပေမဲ့အနှိတ်တွေအဖြစ်အလုပ်လုပ်ရပါတယ်။ဒါပေမဲ့ဒီအလုပ်ကသူမအတွက်အန္တရာယ်များပြီးနှောက်ယှက်တာတွေခံရလိမ့်ရှိပါတယ်။တနေ့မှာဟွမ်ကတီယန်ကိုနှောက်ယှက်နေတဲ့သူတွေကိုတွေ့သွားပြီးပြန်လည်လက်စားချေပေးပါတယ်။ဒါပေမဲ့ဟွမ်ကအားနေတော့သူတို့ဝိုင်းရိုက်တာကိုပဲပြန်ခံလိုက်ရတာပေါ့။အဲ့ဒီနောက်တီယန်ကသူ့ရဲ့ဒဏ်ရာတွေကိုဆေးထည့်ပေးပါတယ်။ဟွမ်ကတော့ငါသူတို့ကိုအသေးသက်လိုက်တာလို့ကြွားလိုက်ပေမဲ့တီယန်ကအေးငါလဲသူတို့အော်ဟစ်နေတာကြားတယ်လို့ပြောပါတယ်။တကယ်တော့အဲ့ဒါဟွမ်အော်နေတာပါ။ဟွမ်ကတီယန်ကိုဖက်နှက်လေးတစ်စုံလက်ဆောင်ပေးပြီးအတူတူကကြပါတယ်။ညဘက်မှာတော့ဟွမ်နဲ့သူ့တငယ်ချင်းဟာခေါင်မိုးပေါ်မှာတောက်စားပြီးမူပြီးအိပ်ပျော်သွားကြပါတယ်။အဲ့ဒီအချိန်မှာကောင်းကင်ကနေဂျိုတုရင်တစည်းဆင်းလာပါတယ်။အဲ့ဒီထဲကနေကာတွန်းဇက်ကောင်လိုပုံစံမျိုးနဲ့ဂျိုသား၃ယောက်ဆင်းလာပြီးပတ်ဝန်းကျင်ကိုပကြီးဆွဲနေကြပါတယ်။ဟွမ်ကဓာတ်ပုံရိုက်ဖို့ကြိုးစားပေမဲ့ဖလက်ရှ်မီးပွင့်သွားတာကြောင့်ဂျိုသားတွေလန့်ပြီးထွက်ပြေးသွားကြပါတယ်။ဒါပေမဲ့သူတို့ပစ္စည်းတစ်ခုကြံခဲ့တာကိုဟွမ်တွေ့လိုက်ပါတယ်။အဲ့ဒါကတော့ဘောပင်တစ်ချောင်းမှာနောက်နေ့မနက်မှာဟွမ်ကအဲ့ဒီဘောပင်ကိုသုံးပြီးပကြီးဆွဲကြည့်တဲ့အခါအံ့ဩစရာကောင်းတာကသူဆွဲလိုက်တဲ့အရာမှန်သမျှဟာအပြင်မှာတကယ်ဖြစ်လာတာပါပဲ။ပန်းသီးဆွဲရင်ပန်းသီးဖြစ်လာပြီးရွှေတုံးဆွဲရင်ရွှေတုံးဖြစ်လာပါတယ်။ဟွမ်နဲ့သူ့တငယ်ချင်းဟာဒီမော်ဘောပင်ကိုသုံးပြီးနန်းတော်ကြီးတစ်ဆောင်ကိုမြို့လေခေါင်မှာဆွဲလိုက်ပါတော့တယ်။ရုတ်တရက်နန်းတော်ကြီးပေါ်လာတော့ရဲတွေရောက်လာပြီးစစ်ဆေးပါတယ်။ဟွမ်ကအခြေအနေမဟန်တာနဲ့ဘောပင်ပေါ်ကခလုတ်ကိုနှိပ်ပြီးပြန်ဖြတ်လိုက်တော့နန်းတော်ကြီးပျောက်ကွယ်သွားပါတယ်။အဲ့ဒီနောက်မှာတော့ဟွမ်ကပတ်စံတွေအပုံလိုက်ဆွဲပြီးတထေးကြီးဖြစ်သွားပါတယ်။အိမ်ရှင်ကိုလည်းနှစ်တရစာအိမ်လခကြိုပေးလိုက်တယ်လို့သူ့ကိုပြစ်သွားတဲ့ရီးစားဟောင်းရှိမှလည်းဇိမ်ခံနန်းတော်နှစ်ဆောင်ကိုလက်ငင်းငွေချေပြီးဝယ်ပြလိုက်ပါတယ်။ဟွမ်ကတီယန်ကိုနန်းတော်စီခေါ်သွားပြီးလက်ထပ်ခွင့်တောင်းပေမဲ့တီယန်ကညှင်းလိုက်ပါတယ်။သူမကမျက်မမြင်ဖြစ်နေတာကြောင့်ဟွမ်အတွက်အရှက်ရမှာစိုးလို့ပါ။အဲ့ဒီအခါဟွမ်ကမော်ဘောပင်အကြောင်းကိုပြောပြပြီးတီယန်အတွက်မျက်လုံးတစ်စုံဆွဲပေးပါတယ်
ဒါပေမဲ့ဒီမော်ဘောပင်ကအရာရာကိုအလကားဖန်တီးပေးတာမဟုတ်ပါဘူးတနေရာကပစ္စည်းကိုတနေရာကိုပြောင်းလဲပေးတာပါတီရန်မျက်စိပြန်မြင်ရတဲ့အချိန်မှာနာမည်ကြီးမင်းသမီးတစ်ယောက်ကရုတ်တရက်မျက်စိကွယ်သွားပါတယ်ဟွမ်ဆွဲလိုက်တဲ့ပတ်စံတွေကလည်းဘန်တစ်ခုကနေပျောက်သွားတာဖြစ်နေပါတယ်အဲ့ဒါကြောင့်ရဲတွေကဟွမ်ကိုဖမ်းဖို့ကြိုးစားပါတော့တယ်တစ်ဖက်မှာလည်းဟွမ်ရဲ့ရီးစားဟောင်းရဲ့လက်ရှိခင်ပွန်းလီချောင်ရီလိုက်ချောင်းရီကဟွမ်ရဲ့လှုပ်ဝက်ချက်ကိုတီးသွားပြီးမော်ဘောပင်ကိုခိုးယူလိုက်ပါတယ်သူကအဲ့ဒီဘောပင်ကိုတုံးပြီးသူ့စိတ်ကြိုက်နန်းတော်တွေလှပတဲ့မိန်းကလေးတွေကိုဖန်တီးပါတော့တယ်ရဲတွေရောက်လာတဲ့အခါမှာလဲသူကတင်ကားတစ်စီးဆွဲပြီးပြန်တိုက်ဖို့ကြိုးစားပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဂျိုသားတွေပြန်ရောက်လာပြီးသူတို့ရဲ့ပစ္စည်းကိုပြန်တောင်းပါတယ်ဂျိုသားတွေကသူတို့ရဲ့နည်းပညာနဲ့လီချောင်ရီကိုဆုံးမလိုက်ပြီးပစ္စည်းကိုပြန်ယူပါတယ်ဟွမ်ကဂျိုသားတွေကိုနောက်ဆုံးတောင်းဆိုချက်အနေနဲ့ဒီဘောပင်နဲ့ဖန်တီးထားတာမှန်သမျှကိုမူလအတိုင်းပြန်ဖြစ်အောင်လုပ်ပေးဖို့ပြောလိုက်ပါတယ်ဒါကြောင့်တီရန်ရဲ့မျက်လုံးတွေအပါအဝင်အရာရာဟာမူလနေရာကိုပြန်ရောက်သွားပြီးဟွမ်ဟာပြန်ပြီးဆင်းရဲသွားပါတယ်လီချောင်ရီနဲ့သူ့အပေါင်းပါတွေကတော့ပြန်ပေးဆွဲမှုတွေနဲ့အဖမ်းခံလိုက်ရပါတယ်။ဇက်သိမ်းမှာတော့ဟွမ်ရဲ့ဘဝဟာအရင်လိုပဲရုန်းကန်နေရဆဲဖြစ်ပေမဲ့သူဟာချစ်ရတဲ့တီရန်နဲ့လက်ထပ်ပြီးချစ်စရာကောင်းတဲ့ကလေးလေးတစ်ယောက်နဲ့ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်သွားခဲ့ပါတော့တယ်။ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like နဲ့ subscribe လုပ်ပြီးအားပေးဖို့မမေ့နဲ့အောင်နော်။